တခါတော့မှပေါ့ကွယ်ဘာယာနတီပြည့်ရှင်မင်းကြီးနဲ့မိဖုရားကြီးစန္နာဒေဝီတို့မှာအလွန်ပဲတောင်းတလွန်လာတဲ့တားရတနာလေးတစ်ပါးထွန်းကားလာခဲ့ပါတော့တယ်။အဲ့ဒီသားတော်လေးကတော့တေမီယမင်းသားဖြစ်ပါတယ်။ဒါပေမဲ့လည်းဘရင်ကြီးနဲ့မိဖုရားကြီးတို့ရဲ့ပျော်ရွှင်မှုတွေဟာခဏတာတာဖြစ်ခဲ့ရပါတော့တယ်။တနေ့သောအခါမှာတော့မင်းကြီးဟာခက်ထန်တဲ့လေတံနဲ့ဟေ့ရာဇဝတ်သားတွေကိုခေါ်ခဲ့စမ်းဒီလူတွေကိုချိန်တန်ပေးလိုက်ဟိုလူတွေကိုထောင်ချလိုက်ဒီတရက်ကိုတော့အသေးသက်စေလို့အမိန့်တွေပေးနေရတာကိုတင်မိယမင်းသားလေးဟာခမဲတော်ရဲ့ရင်ဝင်ထဲကထိုင်နေရင်မြင်တွေ့လိုက်ရတာကြောင့်အလွန်ပဲထိတ်လန့်သွားခဲ့ပါတော့တယ်။သူဟာအတိတ်ဘဝကမင်းဖြစ်တဲ့ငရဲချခဲ့ရတာတွေကိုပြန်မြင်ရောင်ပြီးကြောက်ရွံ့ထိတ်လန့်သွားခဲ့တာပေါ့။ဒါကြောင့်မင်းသားလေးရဲ့စိတ်ထဲကနေပြီးငါသာဒီတိုင်းဆက်သွားရင်တော့နောက်တစ်ချိန်မှာငါလည်းဒီလိုအမိန့်တွေပေးပြီးငရဲပြည်ကိုပြန်ရောက်ရအောင်မှာပါလားငါကငါကဲတင်မှုအတွက်ငါဟာနားမကြားသူစွန့်ရသူဖြစ်ဟန်ဆောင်မှဖြစ်တော့မယ်လို့တွေးလိုက်ပြီးအဲ့ဒီနေ့ကစလို့တင်မီယမင်းသားဟာဘသူနဲ့မှစကားမပြောတော့သလိုပဲဘယ်အတန်ကိုမှလည်းမတုံ့ပြန်တော့ပါဘူးဒီလိုနေထိုင်နေတာကိုမြင်တော့မေတော်မိဖုရားကြီးဟာဝမ်းထဲစွာငူရှာရင်းနဲ့ပဲသားတော်လေးရဲ့မေတော်ကိုစကားတစ်ခွန်းလောက်တော့ပြောပါအောင်သားတော်ဟာတကယ်ပဲနားမကြတာလားတကယ်ပဲစကားမပြောနိုင်တာလားပြောပါဦးသားတော်လေးရဲ့လို့ငိုကြွေးနေခဲ့ပါတော့တယ်ဒီချင်းရာကိုကြည့်ပြီးမင်းကြီးဟာစိတ်မကောင်းစွာနဲ့ပဲမင်းသားဟာဆိုရင်တော့အင်္ဂါမပြည့်စုံတဲ့သူဖြစ်နေပြီပဲဒါကြောင့်တိုင်းပြည်အတွက်လည်းနမိတ်မကောင်းဘူးသူ့ကိုတောထဲခေါ်သွားပြီးမြေမြုပ်ပစ်လိုက်ပါတော့လို့ယထာမှုကိုအမိန့်ပေးလိုက်ပါတော့တယ်ဒီမိန့်ကြောင့်ပဲ16နှစ်ကြာတဲ့အထိဟန်ဆောင်ခဲ့တဲ့မင်းသားကိုယထာမှုသူ့နန္ဒာဟာတောထဲကိုခေါ်ထုတ်လာခဲ့ရပြီးမြေချင်းတူးနေခဲ့ပါတော့တယ်မြေချင်းတူးနေရတဲ့သူ့နန္ဒာယထာမှုကိုကြည့်ပြီးမင်းသားဟာတည်ငြိမ်စွာနဲ့ထားရက်လိုက်ပါတယ်အဲ့ဒီနောက်တော့ယထာမှုဘာဖြစ်လို့ကျင်းတူးနေတာလဲလို့မေးလိုက်တာကြောင့်ယထာမှုဟာထိတ်လန့်သွားခဲ့ပြီးဟာဘာတူလဲအတန်ကြားရတယ်မင်းသားဟာတကယ်စကားပြောတတ်တာလားလို့မယုံနိုင်အောင်အံ့ဩသွားခဲ့ရပါတော့တယ်ဒီချင်းရာကိုမြင်တဲ့ချိန်မှာတော့တေမီယမင်းသားဟာငါဟာနားလည်းမလေးဘူးအလည်းမအဘူးယထာမှုငါဟာငရဲပြီးကိုကြောက်တဲ့အတွက်16နှစ်လုံးလုံးအောက်ဤတီးခံခဲ့ရတာပါအခုတော့ငါဟာလွတ်မြောက်ရာဖြစ်တဲ့တောထွက်ပြီးယဟန်ပြုတော့မယ်လို့ပြောပြီးတောထဲကိုဝင်သွားပါတော့တယ်မင်းသားရဲ့အဖြစ်တွေကိုသိသွားတဲ့ခမဲတော်နဲ့မေတော်တို့ဟာတောထဲကိုလိုက်လာကြပြီးနန်းလေးကိုပြန်လိုက်ဖို့တောင်းပန်ကြတော့တာပေါ့ဒါပေမဲ့တေမီယမင်းသားလေးဟာစီးစိမ်တဲ့ငြိမ်းချမ်းမှုကိုသာရွေးချယ်ခဲ့ပါတယ်ခမဲတော်မေတော်လောကီစီးစိမ်ဆိုတာဟာခဏတာပဲဖြစ်ပါတယ်တန်တရားဘေးကလွတ်ဖို့ကသာအဓိကဖြစ်ပါတယ်လို့ပြောကြားလိုက်ပြီးတေမီယမင်းသားဟာနိခမပါရမီကိုအသက်နဲ့ရင်းပြီးဖြည့်ကျင့်ခဲ့ပါတော့တယ်ဒီဇက်တော်ဟာကျမတို့အတွက်တီးခန့်ခြင်းနဲ့မှန်ကန်တဲ့ရည်မှန်းချက်အတွက်စွန့်လွတ်ရခြင်းဆိုတဲ့သင်ခန်းစာကိုပေးအပ်ခဲ့တာပဲဖြစ်ပါတော့တယ်ရှင်ဒီချန်နယ်လေးကနေပြီးတသားမိမိတို့အတွက်ဘဟုတုဒ္ဒရစေမဲ့ပုံမြင်လေးတွေကိုအမြဲတင်ဆက်ပေးနေမှာဖြစ်လို့ like and subscribe လုပ်ပြီးအားပေးခဲ့ပါအောင်နော်အချိန်ပေးပြီးကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်